ဆုံးမနှစ်ယောက်ပုံပြင်တခါတုန်းကမြစ်ကန်ဘေးမှာမုတ်ဆိုးလင်မယားနှစ်ယောက်နေထိုင်ကြတာပေါ့ကွယ်မုတ်ဆိုးကြီးကတော့ဟင်းသီးဟင်းရွက်တွေကိုစိုက်ပျိုးဖို့အတွက်သူ့ရဲ့အိမ်ကလေးကိုမြစ်ကန်ဘေးမှာစောက်ထားတာပေါ့ကွယ်ဒါကတော့မုတ်ဆိုးကြီးရဲ့ရင်သွေးလေးကိုကိုဝန်လွယ်ထားရတဲ့မုတ်ဆိုးကြီးရဲ့မိန်းမပေါ့ ငါယောက်ျားတစ်ယောက်နောက်ကျလိုက်တာအစင်ရောပြည့်ရဲ့လား မုတ်ဆိုးကြီးရဲ့မိန်းမကတော့မုတ်ဆိုးကြီးကိုစိတ်ပူနေတာပေါ့တားကောင်ရှာရတဲ့အလုပ်ကအရန်ကိုအန်တရယ်များလို့ပေါ့ကွယ်မုတ်ဆိုးလင်မယားဟာအရန်ကိုစင်ရဲတာကြောင့်ကိုဝန်ကိုနေစင်လာစီဖြစ်နေတဲ့အချိန်မှတောင်တောထဲမှာတားကောင်ရှာရတာပေါ့ဒီလိုနဲ့ပဲညအချိန်ရောက်လာပါတော့တယ်မုတ်ဆိုးကြီးရဲ့မိန်းမကတော့မုတ်ဆိုးကြီးကိုစိတ်ပူနေလဲသူမအနေနဲ့ကတော့အိမ်မှာမိချုံရင်းနဲ့စောင့်နေဖို့ပဲတတ်နိုင်တာပေါ့ကွယ် Daddy is coming now his way Sleep my baby now ထိုအချိန်မှာပဲမုတ်ဆူကြီးကတော့ပြန်လာပြီးပေါ့ကွယ်သူရလာတဲ့ရုံကလေးကိုကြောပေါ်တင်ပြီးသူ့မိန်းမစီအလင်းအမြန်ပြန်လာပါတော့တယ်မုတ်ဆူကြီးရဲ့မိန်းမကတော့မုတ်ဆူကြီးပြန်ယူလာတဲ့ရုံကလေးကိုစကင်ရပါတော့တယ်မိမရေကိုတောထဲမှာသားကောင်ဖမ်းနေတော့နေခဲ့ရတာအဆင်ပြေရဲ့လားစိတ်ပူလို့ပါကွာ ပြေးပါတယ်နောက်တော့မကြစေနဲ့ပေါ့ ဟုတ်ပါပြီမိမရေ ကျမလည်းစိတ်ပူတာပေါ့ရှင် ဒီလိုနဲ့ပဲမုတ်ဆူကြီးကသားကောင်များများမရလာတော့နောက်နေ့မှလည်းအမဲလိုက်ရပါတော့တယ်ဒါကတော့မော်တိုင်းပြည်ရဲ့မော်တစ်ပင်ကြီးပေါ့မော်တစ်ပင်ကြီးကနှစ်300ပြည့်တိုင်းမှာတစ်ကြိမ်ကောင်းမွန်တဲ့ဆုံးမတွေကိုခလေးလေးတွေချီးမြှင့်ပါတယ်ဒါလေးကတော့အကျွေးချယ်ခံထားရတဲ့ဆုံးမလေးပေါ့ကွယ်သူမကတော့ဒီတစ်ကြိမ်မှာခလေးလေးကိုစောက်ချဖို့တာဝန်ကျတဲ့လူပေါ့မော်တိုင်းပြည်ကြီးမှာကမော်တစ်ပင်ကြီးကကောင်းမွန်တဲ့ဆုံးမတွေကိုပဲခလေးလေးတွေချီးမြှင့်တာပေါ့သူတို့ရဲ့စုံတိုင်းပြည်ကြီးမှာကောင်းမွန်တဲ့စုံနဲ့မကောင်းမွန်တဲ့စုံဆိုပြီးတော့စုံအမျိုးအစား2မျိုးခွဲခြားတာပေါ့ကွယ်မကောင်းမွန်တဲ့စုံမတွေကတော့မော်တစ်ပင်ကြီးကချီးမြှင့်လိုက်တဲ့အခါမှာခလေးလေးတွေကသူတို့စီမရောက်ပဲအလိုလိုပျောက်ကွယ်သွားပါတယ်အရွေးချယ်ခံထားရတဲ့စုံမလေးကတောတိတ်ကဖြစ်သွားရင်မော်ပိုက်ကွန်မှာဖမ်းမိသွားပါတော့တယ်ငါရဲ့ခလေးလေးအန်တရရှိနေပြီ တက်တိုက်ဆက်ဆိုင်ပဲထိုအချိန်မှလဲမုတ်ဆူကြီးကတောတိတ်ကပြန်လာပြီးပေါ့ကွယ် ခင်ဗျာအဆင်ပြေရဲ့လား ကူညီပါအောင်ရှင် ကျွန်တော်ကူညီပါမယ် မြန်မြန်လေးတော့လောက်ပါရှင် ဒီလိုနဲ့ပဲမုတ်ဆူကြီးကသူ့မှာပါလာတဲ့ဓာတ်နဲ့ဖြတ်ဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့လည်းအလုပ်ဖြစ်ပုံမရပါဘူး အလောက်ဖြစ်မှာမဟုတ်ဘူး ခဏလေးပါ ကျမပြောတာကိုနားထောင်ပေးပါကျမလက်ထဲကမီးအိမ်ကိုသာယူပြီးမြန်မြန်သွားပါတော့အနောက်မှာအန်တရတီကလိုက်လာနေပြီမီးအိမ်လေးကိုသာတေချာဆောက်ရှောက်တာပြပါကျမပြန်လာယူပါမယ်အခုတော့မြန်မြန်သွားပါတော့ စုံမကလေးပြောတဲ့အတိုင်းပဲမကောင်းတဲ့စုံမကတော့သူမရဲ့ကလေးကိုလာယူဖို့လိုက်လာပြီးပေါ့ကွယ် တွေ့ရတာဝမ်းသာပါတယ်အမတော့ အော်ဟုတ်လား အိုးဟုတ်စေရလားမရဲ့ခလေးဗမာလဲ ဘာမင်းရဲ့ခလေးမင်းခလေးရောဟုတ်ရဲ့လား စကားများလိုက်တာ မကောင်းတဲ့စုံမကကောင်းမွန်တဲ့စုံမကလေးစီမှာကလေးမရှိတာကိုသတိထားမိသွားပါတယ် ဒါဆိုသွားလိုက်ပါအောင်မယ်အမတော့ ကောင်းမွန်တဲ့စုံမကလေးကမကောင်းမွန်တဲ့စုံမစီကိုလိုက်သွားဖို့စွမ်းအင်တွေထောက်တုံရပါတော့တယ်
မကောင်းတဲ့အဆုံးအမကြီးကတော့မုတ်ဆိုတို့ရဲ့အိမ်ကိုရောက်နေပြီပေါ့ကွယ်ဆုံးမဟာကောင်းတဲ့ဆုံးမပုံစံကိုအသွင်ပြောင်းလိုက်တော့တာပေါ့ လူရှိလား ဘာတူပါလဲ ကျမရဲ့မီးအိမ်လေးကိုလာပြန်ယူတာပါ အိမ်ထဲဝင်ထိုင်ပါ မုတ်ဆိုကြီးကအရှိခါသွားကောင်းတဲ့ဆုံးမလေးကအနောက်ကနေလိုက်လာတာပေါ့ကွယ် ခဏနေပါဦးအိမ်မီးကိုသွားအထဲမှာရှိနေတဲ့လူကဆုံးမကြီးပါ ကျွန်တော်ရဲ့မိန်းမကိုကယ်ပါအောင်ဗျာသူမမှာကိုဝန်ကြီးနဲ့ဗျ အဲ့လိုဖြစ်သွားတာရှင့် အော်ကျမယောက်ျားကပုံမှန်ဆိုပြန်လာနေပါပြီ အော်အဲ့လိုလား မိန်းမကြီးကိုပြန်လာပြီ ဧည့်သည်ရောက်နေတဲ့ယောက်ျားကြီး အော်ခင်ဗျားပါလား မီးအိမ်နဲ့ယူတာပါ နောက်ဆုံးတော့ငါရပြီ မိန်းမကြီးကိုဝင်လာပြီနော် ဟာ ယောက်ျား ရှင်မတူလဲ ဒီလိုနဲ့ပဲဖြစ်ကြောင်းကုံစင်ကိုရှင်းပြလိုက်ကြရတော့တာပေါ့ အမရဲ့ယောက်ျားကကုညီပေးခဲ့တာပါဒီကိစ္စတဲ့ဆွတ်သွင်းမိလို့စိတ်မကောင်းပါဘူး ရပါတယ်ဗျာ ကျမတို့ကလူသားတွေလိုခလေးမွေးလို့မရဘူးမော်တက်ပင်ကြီးကချင်းမြင့်ပြီးမှပဲခလေးလေးကိုပိုင်ဆိုင်နိုင်ကြတာမော်တက်ပင်ကြီးကနှစ်တော်ရမှတစ်ချိန်ပဲခလေးလေးတွေကိုချင်းမြင့်ပေးတာမကောင်းတဲ့ဆုံးမကြီးအထရမပြီးနိုင်အောင်ကျမရဲ့ခလေးကိုလွှဲပြောင်းပေးခဲ့မယ် ကောင်းပါမလားဗျာ ကျမရဲ့ရွေးချယ်မှုပါရှင်တို့ဘက်ကအဆင်ပြေရင်ပေါ့ ဒီလိုနဲ့ပဲနောက်ဆုံးမှာမုတ်ဆိုလင်းများကတော့သဘောတူလိုက်တာပေါ့ကွယ်ကောင်းတဲ့ဆုံးမလေးကဗိုက်ကြီးတဲ့စီကိုသူ့ရဲ့ကလေးလေးလွှဲပြောင်းခဲ့ပြီးပါတော့တယ်မကောင်းတဲ့ဆုံးမကြီးအန်တရမပြုတ်နိုင်အောင်လဲအိမ်ကိုအကအကွယ်တင်နဲ့စီမံထားပေးခဲ့တာပေါ့ကွယ်ကိစ္စအဝဝပြီးသွားတဲ့အချိန်မှာတော့ဆုံးမလေးဟာသူ့ရဲ့မော်တိုင်းပြည်ကိုပြန်ပြီးကျင့်ကြံအားထုတ်ဖို့ထွက်သွားပါတော့တယ် ဘိုင်ဘိုင်